လူတယောက်ရဲ့အသိစိတ်ကိုဖျက်ဆီးပြီးသူတို့ခိုင်းစေတဲ့အတိုင်းလုံးမဲ့လူသားစိတ်ရုပ်တယောက်ဖြစ်အောင်ပြုပြင်လို့ရနိုင်မလားဒူးကြီးုံနဲ့တင်ကြောချမ်းစရာကောင်းနေဆိုပေမဲ့ဒါသိပ္ပံစိတ်ကူးရင်ဇလန်တော့ဟုတ်မနေခဲ့ပါဘူးလွန်ခဲ့တဲ့နှစ်ပေါင်း80ကျော်ကကမ္ဘာအင်အားအကြီးဆုံးထောင်လိုင်းအဖွဲ့ကြီးဖြစ်တဲ့ CIA ကဒီမိကုန်းရဲ့အဖြစ်ကိုရှာဖို့အတွက်လူသားတွေကိုကြွက်တီလိုသဘောထားခဲ့ပြီးငရေကန်တစ်ခုကိုလည်းဖန်တီးခဲ့ကြပါသည်1953ခုနှစ်ဧပြီလ23ရက်နေ့အဲဒီတော့ CIA ညွှန်ကြားရေးမှူး Alan Dulles ကစင်မော်တပီကိုထူးဆန်းတဲ့မိန်ကွန်းတစ်ခုကိုပြောခဲ့ပါသည်ကွန်မြူနတီကလူတွေရဲ့စိတ်ကိုထိန်းချုပ်တဲ့နည်းပညာတွေကိုကျွမ်းကျင်တက်မြောက်နေကြပါပြီငါတို့လည်းသူတို့ထက်တောင်ပြန်ပြီးတော့လုပ်ကြရမယ်ဒါကိုသူကစိတ်သက်စစ်ပွဲ War of the Mind လို့အမည်တက်ခဲ့ပါသည်အဲ့ဒီအချိန်ကအမေရိကန်အစိုးရဟာဆိုဗီယက်ယူနီယံကလူတွေကိုအဝေးကနေကြိုးကိုင်းနေပြီးဆိုပြီးအကြီးကျယ်ကမှထိတ်လန့်နေကြတာပါဒီတော့သူတို့ကရန်သူကိုရန်သူနီးတိုင်းပဲပြန်တိုက်မယ် Fighting fire with fire ဆိုတဲ့မူနဲ့ MK Ultra ဆိုတဲ့လိုဝက်စီမံကိန်းကြီးကိုစတင်လိုက်ခဲ့ပါရယ်တကယ်တော့ MK Ultra ဆိုတာရုပ်တရက်ကြီးပေါ်လာခဲ့တာမျိုးတော့ဟုတ်မနေခဲ့ပါဘူး1940ခုနှစ်တည်းကတည်းကနေရှိခဲ့တဲ့ Project Blueback နဲ့ Project Artichoke ဆိုတဲ့ရှေ့ပြေးစီမံကိန်းရဲ့မျိုးဆက်တစ်ပဲဖြစ်ပါတယ် Blueback ရဲ့ရွေးချက်ကလူတွေကိုအိမ်မွေ့ချပြီးတော့လေ့ကျင့်ပေးဖို့ရန်သူကဘလောက်ပဲစစ်ကိုစီကလိုဝက်ချက်တွေထွက်မလာအောင်လူကိုကြိုပြီးတော့ program သွင်းထားတာပေါ့လေ Artichoke ကြတော့ပို့ပြီးတော့ရက်ဆက်လာခဲ့ပါပြီလူတယောက်ကိုသူ့ဆန္ဒမပါဘဲနဲ့လူသက်သမားတစ်ယောက်ဖြစ်အောင်ခိုင်းလို့ရမရစံတတာပါဒီတွေ့လူကိုဆေးဆွဲအောင်လုပ်လိုက်အတင်းအဓမ္မဆေးဖြတ်ခိုင်းလိုက်နဲ့လူစိတ်ကိုဖိအားပေးပြီးတော့ကစားခဲ့ကြတာပါဒီစီမံကိန်းရဲ့နာမည် MK Ultra ဆိုတာက CIA ရဲ့လိုဝက်ကုတ်စနစ်ဖြစ်တဲ့ Kryptonian တစ်ခုပဲဖြစ်ပါတယ် MK ဆိုတာဒီလောက်ကိုလှုပ်တဲ့နေပညာဝန်ဆောင်မှုအဖွဲ့ကိုကုန်းနာမည်ပေးထားတာဖြစ်ပြီး Ultra ဆိုတာကတော့ဒုတိယကမ္ဘာစစ်အတွင်းကအမြင့်ဆုံးလိုဝက်ချက်အဆင့်ကိုပြောတာဖြစ်ပါတယ်ကျွန်တော်ခုမိတ်ဆွေတို့ကိုပြောပြနေတဲ့ဒီရဲ့လုပ်ငန်းကြီးကိုဥဆောင်ခဲ့တဲ့သူကတော့ The Black Saucer လို့တင်စားရမယ့် Zanini Cordelis ပဲဖြစ်ပါတယ် The Black Saucer ဆိုတာရက်ဆက်ကြမ်းကြုတ်တဲ့အနက်ရောင်မော်ဆရာကိုပြောတာဖြစ်ပါတယ်သူဟာသိပ္ပံပညာနဲ့ထောက်လှမ်းရေးလုပ်ငန်းဆိုတဲ့ခေါင်းစဉ်အောက်မှာလူခွင့်ရေးတွေကိုခြေတော်တင်ပြီးလူသားတွေရဲ့စိတ်ကိုလက်နက်တစ်ခုလိုအသုံးချဖို့တိုက်ခွဲကမောက်150ကျော်မှာငရေမီကိုလည်းစတင်မွေးလိုက်တဲ့သူပဲဖြစ်ပါတယ်ဒီလိုဝက်ချက်တွေကိုသူတို့ဘလို့နီးနဲ့စမ်းသပ်ခဲ့ကြတာလေဒါတွေကစာအုပ်ထဲက theory တင်ဟုတ်မနေခဲ့ပါဘူးသူတို့ကလူသားတစ်ယောက်ရဲ့အုံနောက်ကိုအသိပြင်ရေးလို့ရတဲ့စာမျက်နှာအလုပ်တစ်ခုလိုဖြစ်သွားရလေအောင်အယုံဆုံးနေတဲ့မညံ့တွေကိုဖျက်ဆီးပစ်ဖို့ကြိုးစားခဲ့ကြတာပါဒီစီမံကိန်းရဲ့အဓိကပဲ့ကန်ရှင် Sidney Cordelis ကဈေးပေါင်းမျိုးစုံကိုစမ်းသပ်ရင်းနဲ့တကယ်ကိုမှကြောက်စရာကောင်းတဲ့ chemical coordination ကိုရှာဖွေတွေ့ရှိသွားခဲ့ရပါတယ်သူကလူတစ်ယောက်ကိုအသိစိတ်ပြောင်းအရင်လုပ်ပြီးမှစိတ်ကိုလိုသလိုပုံသွင်းခဲ့တာဖြစ်ပါတယ်ဘလို့လို့လဲဆိုတော့စမ်းသပ်ခံရသူရဲ့လက်တစ်ဖက်ကိုBarbituric လို့ခေါ်တဲ့အပြင်းစားအိတ်ဆေးကိုထိုးထည့်ပြီးလူကိုတတိလေးမေမျောသွားရလေအောင်ရေးလုပ်ပါတယ်။အဲဒီလိုမေမျောနေတော့မှအခြားလက်တစ်ဖက်ကိုတော့ amphetamine လို့ခေါ်တဲ့စိတ်ကြွဆေးတွေကိုထပ်ပြီးတော့ထိုးပြန်ပါတယ်။ဒါဟာလူတစ်ယောက်ကိုတတိမိနေရကနေရုတ်တရက်အတင်းအဓမ္မနိုးထလာခဲ့အောင်ဆွဲနှုတ်လိုက်တယ်လို့ပါပဲ။ဒီလိုစီးနှမျိုးမှာစိတ်ကိုအတက်ကြအပြင်းထန်ဖြစ်အောင်လုပ်တဲ့အတွက်ဇနက်ခင်ရသူအများပြားကနှလုံးရက်ပြီးတော့တိတ်ဆုံးခဲ့ကြရပါတယ်။ဒီစီမံကိန်းကြီးကိုခင်ဗျားတို့ကျွန်တော်တို့အပြင်ကသူတွေအနေနဲ့ကြည့်မယ်ဆိုရင်တော့ဒါသိပ္ပံပညာမဟုတ်တော့ဘဲနဲ့လူတက်ကိုတစ်ခုဖြစ်နေခဲ့ပြီဆိုတာသိမြင်နိုင်ပါတယ်။ဒါရီဒီမဲလာဆိုတော့လည်းမကားသေးပါဘူးဗျ။ဂရင်းနာနိုင်ငံကမက်ဂေးတက္ကသိုလ်မှာရှိတဲ့ Alan Memorial Institute မှာဒေါက်တာ Donald Ewan Cameron ဆိုတဲ့လူတစ်ယောက်ကပို့ပြီးတော့ရက်ဆက်တဲ့နီလန်းကိုတီထွင်ခဲ့ပါတယ်။သူကလူတစ်ယောက်ရဲ့ငါဆိုတဲ့အသိစိတ်ကိုအပိုင်းပိုင်းဖြစ်အောင်ဖျက်ဆီးဖို့နီလန်းတစ်ခုကိုတုံးခဲ့ပါတယ်။ပထမဆုံးနီလန်းကတော့ psychic driving ပဲဖြစ်ပါတယ်။လူနာကိုစေးကြွေးပြီးမိနေတဲ့အချိန်မှာငကြက်တက်ပေးပြီးမင်းကလူဆိုးတစ်ယောက်ပါဆိုတဲ့စကားစုမျိုးကိုအချိန်ပေါင်းသိန်းနဲ့ချီပြီးတော့နားထဲမှာအတင်းရိုက်သွင်းခဲ့တာပါဒုတိယနီလန်းကတော့ဒီ patterning ပဲဖြစ်ပါတယ်ဒါကလူတစ်ယောက်ရဲ့အတိတ်မညံတွေသူဘယ်သူလဲဆိုတဲ့အသိစိတ်ကိုအမြင့်ပြတ်အောင်ဖျက်ဆီးပစ်ခဲ့တာပါဒီလိုလုပ်ဖို့အတွက်ပုံမှန်စေကူတာမှုမှာတုံးတဲ့ပမာဏထက်အစာပေါင်းများစွာပို့ပြီးတော့ပြင်းထန်တဲ့ lesser shot တွေကိုလည်းတစ်နေ့ကိုအချိန်ပေါင်းများစွာပေးခဲ့ပါတယ်ဒါရီနေမကသေးဘဲနဲ့ LSD လို့ဆေးပြင်းစားတွေကိုပါပမာဏအများကြီးကိုမှတိုက်ကြွေးခဲ့ကြပါတယ်LSD ဆိုတာကဘာလဲဆိုတာကိုခင်ဗျားနားလည်အောင်ချက်လက်တိတိကျကျနဲ့ကျွန်တော်ရှင်းပြပေးပါမယ်MK Ultra စီမံကိန်းမှာအဓိကသုံးခဲ့တဲ့ DSA ဟာတကယ်ကိုမှအင်မတန်အစွမ်းထက်တဲ့စိတ်ပြောင်းစေးတစ်မျိုးပဲဖြစ်ပါတယ်။ဟေဘီယင်ကျင်းမှုကနေဆင်းသက်လာခဲ့တဲ့အဓိကအကြောင်းရင်းလည်းဖြစ်တဲ့ LSD ဆေးရဲ့အရှိကလိုက်စာချစ် acid diethylamide ပဲဖြစ်ပါတယ်။သူက acid လို့လည်းခေါ်ကြပါတယ်။သူကပန်းမို့လို့ခေါ်တဲ့မိုတမျိုးကနေထုတ်လုပ်ထားတဲ့ဓာတုပစ္စည်းတစ်ခုပါ။1938ခုနှစ်မှာဆွစ်ဇာလန်ဓာတုပညာရှင် Albert Hofmann ကပထမဆုံးစတင်တွေ့ရှိခဲ့တာပါ။သူရဲ့ထူးခြားချက်ကပမာဏအနည်းငယ်လေး microgram နဲ့တိုင်းတာတဲ့ပမာဏကိုပြောတာပါ။အလောက်လေး3ယုံနေတဲ့လူအုံနောက်ကိုပြင်းပြင်းထန်ထန်ကိုမှပြောင်းလဲစေနိုင်တာပါ။ LSD ကိုသုံးဆွဲပြီးမိနစ်30ကနေမိနစ်90အတွင်းမှာအာနိသင်ကစားပြီးတော့ပြပါတယ်။အဲဒီအာနိသင်က6နာရီကနေ12နာရီအထိလည်းကြာတတ်ပါတယ်။ပ
ဘယ်လိုမျိုးတွေဖြစ်လဲဆိုတော့အာယုံ6ချခြင်းမရှိတာတွေကိုမြင်ရတာအတန်တွေကိုကြားရတာမျိုးဥပမာနေရနေကလိုင်းထနေတယ်လို့မြင်ရတာအယောင်တွေကိုအတန်ဖြစ်ကြားရတာမျိုးတွေဖြစ်တတ်ပါတယ်ငါဆိုတဲ့အသိစိတ်ကပျောက်ဆုံးသွားခဲ့ပြီးပဝန်းကျင်နဲ့တသားတွေဖြစ်သွားခဲ့တယ်လို့ခံစားရတာမျိုးပါပဲဒါကိုပဲ MK Ultra မှာလူတွေကို brain washing လုပ်ဖို့အသုံးချရတာဖြစ်ပါတယ်အကြောင်းအရာကိုကျွန်တော်ပြန်ပြီးတော့ဆက်ရမယ်ဆိုရင်ဒေါက်တာကင်မရွန်ကဂျီရိုင်လို့ခေါ်တဲ့အစိတ်ကိုပါသုံးခဲ့ပါသေးတယ်ဒီစိတ်ကတောင်အမေရိကကတောရိုင်းသားတွေများထိတ်မှတုပ်ပြီးသားကောင်ကိုမဲလိုက်တဲ့နေရာမှာသုံးတာပါဒီစိတ်မိတဲ့တသက်ဝါကအသီးစိတ်ရှိနေအောင်မဲဆိုပေမဲ့ဒီကုလုံးလုံးမရအောင်ကြွက်သားတွေကအကုန်သိသွားခဲ့တာပါအဲဒီလုံးမရတဲ့အခြေအနေမှာသူတို့လိုချင်တဲ့စမ်းသပ်မှုတွေကိုရရက်ဆက်ဆက်ကိုမှလုပ်ခဲ့ကြတာဖြစ်ပါတယ်စမ်းသပ်ခံရတဲ့သူတွေကနောက်ဆုံးမှာတော့သူတို့ရဲ့နာမည်ကိုတော့မမှတ်မိတော့တယ်လို့အဝတ်စားကိုဘယ်လိုဝတ်ရမလဲအိမ်သားကိုဘယ်လိုတက်ရမလဲဆိုတာကိုပါမေးသွားခဲ့ကြပြီးတော့ကလေးတယောက်လိုဖြစ်သွားခဲ့ကြရပါတယ်ဒေါက်တာကင်မရွန်ကလူနာတယောက်ကိုတရက်တိဒီလိုမျိုးနှိပ်စက်ခဲ့ပေမဲ့ဘလို့ကောင်းမွန်တဲ့ရလဒ်မှတော့ထွက်မလာခဲ့ပါဘူးသူရလိုက်တာတခုကတစားစီပျက်စီးသွားခဲ့တဲ့လူဘဝတွေဖြစ်ပါတယ်ဒီလောက်ထိလှုပ်ဝက်ပြီးတော့ရက်ဆက်တဲ့စီမံကိန်းကြီးဟာနှစ်ပေါင်း20နီးပါးဘယ်သူမှမသိရလေအောင်အမောင်ထဲမှာရှိနေခဲ့တာပါဒါပေမဲ့လည်း1953ခုနှစ်ရဲ့ညတညမှာတော့မမျော်လင့်ထားတဲ့တေဆုံမှုတစ်ခုကနေစတင်ပြီးလှုပ်ဝက်ချက်ကြီးရဲ့အကြောင်းတွေဟာစတင်ပေါ်ထွက်လာခဲ့ရပါတော့တယ်စီမံကိန်းစတင်ပြီးလာပိုင်းအကြာမှာပဲ Frank Olsen ဆိုတဲ့သိပ္ပံပညာရှင်က CIA လှုပ်ဝက်အစည်းအဝေးတစ်ခုကိုတက်ရောက်လုပ်လာခဲ့ပါတယ်အဲ့ဒီမှာ Sidney Godless ကဒီရဲ့ LSD ဆေးတွေခိုးထည့်ထားတဲ့ကိုတေးတွေကိုအချင်းချင်းပြလဲစမ်းတဲ့အနေနဲ့တိုက်ကြွခဲ့ပါတယ်စိတ်ရှင်ကြောင့်မလို့စိတ်ဓာတ်တွေကအကြီးကျယ်ကုန်မှပျက်စီးသွားခဲ့တဲ့ Olsen ဟာရန်နေငယ်ကြား1953ခုနှစ်နိုဝင်ဘာလ28ရက်နေ့မှာနယူးယောက်မြို့ကဟိုတယ်ကန်တစ်ခုရဲ့73တက်ပရင်းပေါက်ကနေပြုတ်ကျခဲ့ပြီးဘွဲချင်းပြီးပဲတိတ်ဆုံးသွားခဲ့ရပါတယ်အဲ့ဒီအချိန်မှာ CIA ကဒါကိုစိတ်ကြယောဂကြောင့်တသိမှုဖြစ်တယ်လို့ပဲအလဲတကူပဲမြည်တက်ပြီးတော့ဖုံးကွယ်ခဲ့ပါတယ်ဒါပေမဲ့အမှန်တရားကိုတော့မြေမြုပ်လို့မရပါဘူး40နှစ်ကြာ1994ခုနှစ်မှာအော်စီမီသားစုကသူ့ရဲ့အလောင်းကိုပြန်ဖော်ခဲ့ပြီးစစ်ဆေးတဲ့အခါမှာတောင်လုံးဆရာတွေကိုသူတို့ကတွေ့ရှိခဲ့ကြရပါတယ်။အော်စီအုံနောက်မှာပြုတ်ကျတဲ့ဒဏ်ရာအပြင်တစုံတစ်ယောက်ကအပြင်ကနေပြင်းပြင်းထန်ထန်ကိုမှရိုက်ထားတဲ့ဒဏ်ရာမျိုးကိုပါတွေ့ခဲ့ကြရတာပါ။ဒါအော်စင်ကဒီစီမံကိန်းရဲ့ရက်ဆက်မှုတွေကိုမခံနိုင်လို့ဖွင့်ပြောမှဆိုတဲ့အတွက်ဇီယန်ကပဲလုံးကျန်တက်ဖြတ်ပြီးပရင်းပေါက်ကနေတွန်းချလိုက်တာဖြစ်နိုင်တယ်ဆိုတဲ့ခိုင်မာတဲ့တတိကဖြစ်လာခဲ့ရပါတယ်။နောက်ပိုင်းမှာသမ္မတဂျယ်ရက်ဖော့ဒ်ကိုရိုင်အော်စီရဲ့မိသားစုကိုတောင်းပန်ခဲ့ရပြီးဒီနေ့ခေတ်ကာလတန်ဖိုးနဲ့ဆိုရင်ဒေါ်လာ9 သန်းနီးပါးပြန်ပြီးတော့ရော်ကြေးပေးခဲ့ကြရပါတယ်။စဉ်းစားကြည့်ပါမိတ်ဆွေအကေဘီအော်စင်ကသာသူ့ဘာသာသူတက်တည်သွားတာမှန်ပဲဆိုရင်နိုင်ငံတော်သမ္မတကိုရိုင်ကဘာလို့လူကိုရိုင်တောင်းပန်ပြီးဒါလောက်အများကြီးရော်ကြေးပေးခဲ့ကြရတာလေ1982ခုနှစ်မှာတော့အမေရိကန်နိုင်ငံရေးလောကကိုတုံလှုပ်စေခဲ့တဲ့ Watergate အရှုပ်တော်ပုံကြီးကပောက်ကွဲလာခဲ့ပါတယ်။အဲဒီအချိန်မှာ CIA ညွှန်ကြားရေးမှူး Richard Helms ကအလုံးမင်းကောင်မှထိတ်လန့်သွားခဲ့ရပါတယ်။ဘာလို့လဲဆိုတော့ပြည်သူတွေကအစိုးရရဲ့လိုဘက်ချက်တွေကိုလိုက်နိုင်နေကြပြီလေ။ဒါကြောင့်သူက MK Ultra နဲ့ပတ်သက်တဲ့မတန်ဖိုင်နေအလုံးကိုအမြင့်ပြက်မီးရှို့ဖျက်ဆီးပစ်ဖို့အမိန့်ပေးခဲ့ပါတယ်။ဒါကိုတမိုင်းမှာ Helms ရဲ့ဖျက်ဆီးပွဲလို့ခေါ်ခဲ့ကြပါတယ်။သူတို့ကလူပေါင်းများစွာရဲ့ဘဝတွေကိုဖျက်ဆီးခဲ့တဲ့တပ်တွေကိုတမိုင်းတွေကနေအပြီးပိုင်းကမှပျောက်ကွယ်သွားရလေအောင်ကြိုးစားခဲ့ကြတာပါ။ဒါပေမဲ့ကန်ကောင်းတာတစ်ခုကတော့ဘန်နာရေးဌာနမှာမိုင်းရင်သိမ်းဆည်းထားတဲ့ငွေစင်းစာရွက်စာတမ်းပေါင်း2000နီးပါးကအဲ့ဒီရဲ့ဖျက်ဆီးမှုကနေလွတ်မြောက်သွားခဲ့ရပါတယ်။အဲ့ဒီစာရွက်စာတမ်းတွေထဲမှာ CIA ကဘယ်စေးရုံတွေကိုငွေလဲခဲ့တယ်လဲဘယ်သူတွေကိုအသုံးချခဲ့လဲဆိုတဲ့အချက်လက်တွေကပေါဝင်နေခဲ့တာပါ။1994ခုနှစ်မှာတော့နမဲကြီးသတင်းတောက် Save Hush ကဒီကြောင်းရကို New York Times သတင်းစာမှာဖွင့်ချလိုက်တဲ့အခါမှာတော့ဒီကမ္ဘာလုံးက CIA ရဲ့အမောင်ဆုံးလိုဝက်ချက်တွေကိုစတင်ပြီးတော့သိရှိသွားခဲ့ရပါတယ်။ CIA ရဲ့ဒီလိုရက်ဆက်တဲ့စမ်းသပ်မှုတွေကတကွဲခန်းနေတင်ပြီးသွားခဲ့တာမျိုးတော့ဟုတ်မနေခဲ့ပါဘူး။အဲဒီကနေထွက်လာခဲ့တဲ့နောက်ဆက်တွဲရလဒ်တွေကတော့ကမ္ဘာကျူလူသမားတွေနဲ့ဟစ်ပီယင်ကျေးမှုအပြောင်းလဲတွေကိုပါဖြစ်ပေါ်စေလာခဲ့ပါတယ်။အဆိုအရဆုံးတာရကတစ်ခုကတော့ Ted Kaczynski ပဲဖြစ်ပါတယ်။သူက Harvard တက္ကသိုလ်က Parry Mission ကျောင်းသားတစ်ယောက်ဖြစ်ခဲ့တယ်ဆိုပေမဲ့တက္ကသိုလ်မှာရှိတဲ့ CIA ရဲ့စမ်းသပ်မှုတစ်ခုမှပါဝင်ခဲ့ကြရပါတယ်။အဲဒီမှာဒေါက်တာ Henry Murray ကသူ့ကိုစိတ်ပိုင်းဆိုင်ရာပြင်းထန်စွာစော်ကားမေးမြန်းခဲ့တာတွေအရှက်ခွေးတွေကိုစနစ်တကျကိုမှလှုပ်ဆောင်ခဲ့ပါတယ်။ထပ်တကနောက်ပိုင်းမှာယူနာဘုံမာလို့လူသိများတဲ့အကြမ်းဖက်သမားတစ်ယောက်ဖြစ်လာခဲ့ပြီးဘုံနေနဲ့လူသက်ခဲ့ရတဲ့အကြောင်းရင်းဟာအဲ့ဒီ CIA ရဲ့စမ်းသပ်မှုတွေကြောင့်ဖြစ်လာခဲ့ရတဲ့စိတ်ဒဏ်ရာတွေကနေမြေပြားခံတဲ့လူများကတော့ယူဆခဲ့ကြပါတယ်။ဒီစီမံကိန်းကနေလုံးဝကမှထင်မှတ်မထားခဲ့တဲ့စန့်ကျင်ဘက်ရလဒ်တွေကလည်းထွက်လာခဲ့ပါတယ်။ဇိုင်းစရာခင် KC ဟာ Stanford တက္ကသိုလ်မှာကျောင်းသားဘဝတုန်းက CIA ရဲ့ LSD စမ်းသပ်မှုမှာပါဝင်ခဲ့မှုပါတယ်။ဒါပေမဲ့သူကတော့တမျိုးပြောင်းလဲသွားခဲ့ပါတယ်ဗျ။ဒီစေဝါရဲ့အာယုံ6ချားစရာအာနိသင်တွေကိုသဘောကျသွားခဲ့ပြီးနောက်ပိုင်းမှာ Assistance လို့ခေါ်တဲ့ LSD ပါတီတွေကိုကျင်းပပြီး1960ခုနှစ်တွေရဲ့ဟင်ပီယင်ကျေးမှုကိုစတင်ပြန့်နှံ့စေခဲ့တဲ့သူလည်းဖြစ်လာခဲ့ပါတယ်။
CIA ကလူတွေကိုထန်းချုပ်ဖို့စမ်းသပ်ခဲ့တဲ့စီးကနေတစ်ဆက်လူငယ်တွေကြားထဲမှာဟီပီယဉ်ကျေးမှုတွေဖြစ်လာခဲ့တာကတကယ်ကိုမှထူးဆန်းတဲ့တိုက်ဆိုင်မှုတစ်ခုပါပဲဒါရီတင်မဲလာဆိုတော့လည်းမကားသေးပါဘူးဗျ CIA က Operation Midnight Climax လို့ခေါ်တဲ့အစီအစဉ်တစ်ခုကိုလည်းလှုပ်ဆောင်ခဲ့ပါသေးတယ် San Francisco နဲ့ New York မြို့တွေမှာပြည်ထစားတွေကိုအသုံးချပြီးလာသမျှမျိုးသားတွေကိုသူတို့မသိအောင် LSD ဆေးတွေကိုလည်းခိုးတိုက်ခိုင်းခဲ့တာပါပြီးတဲ့နောက်တစ်ဖက်အမြင်တွေရဲ့နောက်ွယ်ကနေ CIA ချင်းတွေကဝိုင်းတောင်းရင်နဲ့ထိုင်ကြည့်ပြီးလူတွေကဆေးရှိန်တက်ပြီးဘလိုရီယူတုတ်ကုန်တယ်လဲဆိုတာကိုမှတ်တမ်းတင်ခဲ့ကြရပါတယ် CIA agent George White ကသူထက်လူကြီး Sandy Gordillis စီကိုစာရေးတဲ့အခါမှာငါတို့လိုအမေရိကန်လူငယ်တွေအနေနဲ့ဘယ်နေရာမှာဒီလိုမျိုးတက်ဖြက်ခိုးယူလိန်ညာဖြစ်စည်းခွင့်တွေကိုအစိုးရရဲ့ခွင့်ပြုချက်နဲ့ရနိုင်အောင်ပါလေဒါပြောစရာကြီးပါကွာလူတော်မှရေးသားခဲ့ကြပါတယ်ဒါဆိုရင်ဒီလောက်ကြီးမားတဲ့စီမံကိန်းကြီးကိုနေပေါင်းတော်ကြလူမသိရလေအောင်ဘလို့ဖုံးကွယ်ခဲ့တာလေအဖေကတော့သူတို့ရဲ့ထူးဆန်းတဲ့လိုအပ်ဘာသာစကားတွေထဲမှာရှိနေပါတယ် CIA ကစစ်စင်ရေးတွေလူတွေနဲ့ project တွေကိုရည်ညွှန်းတဲ့အခါမှာ cryptonel လို့ခေါ်တဲ့ကုတ်နမယ်တွေကိုသုံးပါတယ်ဒီကုတ်တွေမှာအခရာနှလုံးပါတဲ့ diagram ဆိုတဲ့ရှေ့ဆက်စာလုံးတွေကပါလိရှိပါတယ်ဗျဒီနေ့က online ကမှာတွေ့နေရတဲ့စီးရင်တွေဟာအပိုင်းစာတွေပဲရှိပါသေးတယ်သူတို့တကယ်သုံးခဲ့တဲ့လိုအပ်ချက်တွေဘလောက်တောင်မှကျန်နေအောင်မလဲဆိုတာဘယ်သူမှမသိနိုင်ကြသေးပါဘူးဒီလိုထိတ်လန့်စရာဇလန်းတွေဟာဒီနေ့ကကျွန်တော်တို့ကြည့်နေတဲ့ရုပ်ရှင်တွေထဲအထိရောက်လာနိုင်ပါတယ်ဥပမာကျွန်တော်ပြောပြရမယ်ဆိုရင် Magic Stranger Things ဇလန်းတွေကိုခင်ဗျားတို့ကြည့်ဘူးကြပါလိမ့်မယ်အဲ့ဒီအထက်က11လိုမျိုးကလေးတွေကိုစမ်းသပ်ပြီးထူးခြားတဲ့စွမ်းအားတွေရအောင်လုပ်တာအစိုးရကလူမသိအောင်လိုအပ်စမ်းသပ်ခန်းတွေဖွင့်ထားတာတွေက MK Ultra ရဲ့သမိုင်းကြောင်းတွေကိုအခြေခံထားတာပဲဖြစ်ပါတယ်ပြီးတော့ The Truman Show ရုပ်ရှင်တွေကလို့လူတယောက်ရဲ့ဘဝကိုအဝေးကနေကြိုးကန်ထင်းချုပ်တာမျိုးတွေကလည်းဒီစီမံကိန်းရဲ့လူစိတ်ကိုထင်းချုပ်ခြင်းဆိုတဲ့အယူဆကနေစဉ်သက်လို့လာခဲ့တာဖြစ်ပါတယ်1985ခုနှစ်မှာအထက်လွှတ်တော်အမတ် Franchise ဦးဆောင်တဲ့ကော်မတီက CIA ရဲ့ဒီမတရားမှုတွေကိုစုံစမ်းစစ်ဆေးခဲ့ကြပါတယ်အဲ့ဒီမှာသူကသမိုင်းဝင်သတိပေးချက်တစ်ခုကိုပေးခဲ့ပါတယ်သူကအစိုးရရဲ့စောင့်ကြည့်စစ်ဆေးနိုင်တဲ့စွမ်းဆောင်ရည်ကဘယ်ချိန်မဆိုပြည်သူတွေဘက်ကိုပြန်လည်လာနိုင်ပြီးလူတွေမှာပုံစံနေရာမရှိတော့တဲ့အထိဖြစ်သွားနိုင်တယ်လို့ပြောခဲ့တာပါဆိုလိုတာကတော့အာဏာရှိတဲ့သူတွေရဲ့လက်ထဲမှာနေပညာလက်နက်တစ်ခုလိုဖြစ်သွားနိုင်တယ်ဆိုတော့ပါပဲ CIA ကသူတို့ရဲ့အမားတွေကိုဝန်ခံပြီးတော့တောင်းပန်ခဲ့ပါတယ်ဒါပေမဲ့ပျက်စီးသွားတဲ့လူဘဝပေါင်းများစွာစိတ်ဓာတ်တွေအပိုင်းပိုင်းအစအနထွက်သွားခဲ့ရတဲ့စမ်းသပ်မှုတွေအတွက်ကတော့ဒီတောင်းပန်စကားကအချိန်နှောင်းသွားခဲ့ရပါပြီခင်ဗျားတို့ပဲစဉ်းစားကြည့်ပါ1950ပြည့်နှစ်တွေတုန်းက LSD လို့ဆေးမျိုးလက်စိတ်လျှောလို့နည်းပညာမျိုးတွေနဲ့တည်းလူတွေကိုယူအောင်အသေးစိတ်ပြောင်းလုပ်နိုင်ခဲ့မယ်ဆိုရင်အခုလို2026ခုနှစ်မှာရောကျွန်တော်ရဲ့စီမှာအစစ်မြစ် AI တွေကရှိနေပါပြီလူတွေရဲ့စိတ်နေတတ်မှုတွေကိုသိနေတဲ့ algorithm တွေကလည်းရှိနေပါပြီဒီနေ့ခေတ်မှာလူတယောက်ကိုအခန်းထဲမှာပိတ်ပြီးတော့နှိပ်စက်စရာမလိုပဲနဲ့ဖုန်း screen ရှေ့မှာနဲ့အသိစိတ်ကိုကြိုးကင်လို့ရနေပါပြီဒါပို့ပြီးတော့တိမ်မွေးတဲ့ MK Ultra ပုံစံတစ်ခုလားဆိုတာတွေးကြည့်ုံနဲ့တကယ်ကိုမှအရင်လေးစရာပါပဲ Sandy Gordillis လို့ယူသွတဲ့ဓာတုဗေဒပညာရှင်တွေကနေစတင်ခဲ့တဲ့ဒီရဲ့ငဲကန်းကြီးဟာပုံစံအသစ်နာမည်အသစ်တွေနဲ့အမောင်ထဲမှာဆက်လက်တည်ရှိနေဦးမလားဆိုတာကတော့ဘယ်သူမှတိတိကျကျတော့မသိနိုင်တော့ပါဘူးဒီပေမညာကလူသားတွေကိုကူညီဖို့ဖြစ်တယ်ပေမဲ့ကျင်းမို့ဆိုတာကိုဘေးဖယ်ထားလိုက်တဲ့အခါမှာဘလောက်ထိတောင်မှကြောက်စရာကောင်းတဲ့တစ္ဆာဖောက်မှုတွေဖြစ်လာနိုင်တယ်ဆိုတာကိုဒီရဲ့သမိုင်းဝင်အမဲဆက်ကြီးကတက်သေးပြလို့နေပါတယ်ခင်ဗျားတို့ရောကမ္ဘာထိပ်တန်းအစိုးရအဖွဲ့တွေကလူသားတွေရဲ့စိတ်ကိုလိုအပ်ထိန်းချုပ်နိုင်ဖို့ကြိုးစားနေတယ်လို့ထင်ကြလားဗျအခုလိုအပ်စီမံကိန်းကြီးတွေကအခုထက်ထိရှိနေသေးတယ်လို့ယုံကြည်နေကြလားဗျလိုအပ်စီမံကိန်းအကြောင်းတွေပြောပြီးဆိုရင် Area 51ကလည်းမပါမဖြစ်ပါဘူးကဲ MK Ultra အကြောင်းကိုတော့ဒီနေရာမှာပဲတခန်းရက်လိုက်ပါမယ်ဗျနောက်ရက်တွေမှာနောက်ဗီဒီယိုတစ်ခုနဲ့ပြန်လာခဲ့ပါမယ်နော်အခုလိုစိတ်ဝင်စားစရာကောင်းတဲ့အကြောင်းအရာတွေကိုနားဆင်ကြနေဆိုရင်တော့ကျွန်တော်ရဲ့ channel လေးကို subscribe လုပ်ထားပြီးဘေးကခေါင်းလုံးလေးကိုလည်းနှိပ်ထားပေးကြပါအောင်ဗျာဒါပြင် VPN လေးနဲ့ကြည့်ပြီးဖို့လည်းတောင်းဆိုချင်ပါတယ်ဗျာဒီဖြစ်အဆိုကြီးပေါ်မှာခင်ဗျားတို့ရောဘလို့ထင်မြင်ကြပါသလဲဗျာကွန်မန့်မှာဝင်ရောက်ဆွေးနွေးပေးသွားကြပါအောင်နော်ခင်ဗျားတို့ရဲ့ထင်မြင်ချက်တွေကကျွန်တော်တို့အတွက်ကတော့တကယ်ကိုမှအဖို့တန်ပါတယ်ဗျာ